ဒါကတော့ငဆုပ်ဟင်းလေးပေါ့နော်ခဏနေကြရင်တီးစုံဟင်းလေးချက်ပြမယ်နော်ကဲတီးစုံဟင်းလေးစချက်ပါတော့မယ်နော်မီးရွေးမီးဖို့နဲ့ပဲချက်တာပါနော်ချက်သွန်ကြိတ်ထားရလို့ထည့်မယ်နော်ပြင်းတော့တရွမေးကြငယ်ပြင်းတော့တရွပေးရောကဲစီကအနံ့လေးကတော့မှုရင်းနေရမယ်နော်ချုံမုံစာမေးကြငယ်တော့မသိဘူးဒါကတော့ရေစီးထားတဲ့အသီးရွက်လေးပေါ့နော်ကဲအသီးရွက်လေးထည့်လိုက်ပါမယ်နော်ပဲလေးတွေလည်းထည့်လိုက်ပါ ਈ နော်ပဲချိန်ထည့်ရတယ်တော့မသိဘူးတခါတည်းထည့်လိုက်တာတခါတည်းထည့်လိုက်တော့ပို့ရတာဝင်တာပေါ့